老师明啦吧？ မင်္ဂလာပါ老师 ဟုတ်ကဲ့老师ရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ရှင် ဝရဲ့နာမည်ကတော့မောအိုင်老师ပဲဖြစ်ပါတယ် ဟုတ်ကဲ့老师ကိုဒီနေ့စိန်မောနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေငါခုလောက်မေးကြည့်မယ်နော် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့စိန်မောကိုဘယ်နှခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့ရလဲ စိန်မောကို1998ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ် ဟုတ်ကဲ့စိန်မောကိုစပြီးတော့ဘယ်နေရာမှာဖွင့်လှစ်ခဲ့ရလဲ စိန်မောကိုတရုတ်နိုင်ငံစန်းတော်ပြည်နယ်လင်းမြို့မှာစတင်ပြီးတော့ဖွင့်လှစ်ခဲ့ရဖြစ်ပါတယ် ဟုတ်ကဲ့ပေတီကိုရောဘယ်သူကစပြီးတော့တည်ထွင်ခဲ့ရလဲရှင် ပေဒီကိုမစ္စတာလျိုဟွန်ကစတင်ပြီးတော့တည်ထွင်ခဲ့ရဖြစ်ပါတယ် ဟုတ်ကဲ့ဒီစိန်မောပညာရေးကိုတည်ထောင်တဲ့လူရဲ့နာမည်ဆိုလို့ရှိရင်ရော စိန်မောပညာရေးကိုတည်ထောင်တဲ့သူကတော့မစ္စတာလီမြင့်ကျွန်းပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ပေတီနဲ့ပတ်သက်တဲ့ဒီကမ္ဘာပေတီနေ့ကကြတော့ဘယ်နေ့လောက်ဖြစ်မလဲရှင် ကမ္ဘာပေဒီနေ့ကိုတော့8လပိုင်း10ရက်နေ့ကိုသတ်မှတ်ထားပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါမိခွန်းလေးဖြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးပါရှင်